Hello အားလုံးပဲမင်္ဂလာပါကိုနံပါတ်မဲ့ဘလော့ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်သွားနေတဲ့နေရာကတော့စင်ကာပူနိုင်ငံရဲ့မာလိုင်းရုံးပဲဖြစ်ပါတယ်အခုကျွန်တော်မာလိုင်းရုံးကိုရောက်ဖို့ဆိုလို့ရှိရင်လှမ်းတော့မြင်နေရပြီဆက်လျှောက်တယ်ရှောက်ရင်းနဲ့ကျွန်တော်အခုကြံရည်လေးတစ်ခွက်ဝယ်တောက်ပြီးတော့ဆက်လျှောက်ပါတယ်ခင်ဗျာဆက်လျှောက်တယ်ခင်ဗျဆက်လျှောက်တယ်ကြံရည်ကလည်းစီကြည့်တယ်ဆိုပြီးစိတ်ထဲကတွေးနေလိုက်သေးတယ်အခုဆိုရင်တော့ကျွန်တော်မာလိုင်းရုံးကိုမြင်နေရပါပြီမြင်နေရပြီမလေးရှားနေပြီးတော့ကျွန်တော်2နိုင်ခွဲလောက်ဆိုင်ကမောင်းလာပြီးတော့အခုစင်ကာပူကိုရောက်တော့လေနိုင်ခွဲလောက်လမ်းထပ်လျှောက်ပြီးတဲ့နောက်မှာကျွန်တော်ရောက်ရှိလို့လာပါတယ်ခင်ဗျာကျွန်တော်မာလိုင်းကိုရောက်ရှိလို့လာပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်တော့မာလိုင်းရောက်ပြီဆိုလို့ရှိရင်တော့ထောင်းစားတိုင်းကျွန်တော်